rang po nó có hắc có em chỉ thao là cái chăn rang po nó ông po nó ua tôn mà chín ba tàu chan nó có po chả thì to giờ đi u chao mà chăn tọt cái đấy giờ chao mà tọt nó chao là bỏ nó thì cái đấy khóc sông thì cái đấy cả rồi tập bắt bén là bỏ nó ná bị đó ấy ná bị tập bắt cái đấy cả thì chênh thì của chú sa bị đi poအတွက်ကိုပြင်ဆင်ထားတာပေါ့နော် ပြန်ပဲတိရတဲ့အချိန်ကအချိန်ဘယ်လောက်ရခဲ့လဲပြန်ပဲတိတာနဲ့စပြီးပဲချိန်ဒါမှအချိန်ဘယ်လောက်ရခဲ့လဲ ဟုတ်ကဲ့ခောက်ကតែមនេះកោប្រហែលក៏គាត់មិនជាម៉ាស់ឡោ lọc như thơ cá tàu mà កោតោណា giờ តោរឡាលែក៏ម៉ាស់ giờ thơ nên tôi đi cậu hết cái chaiที่เจ้า tôi đi to nằm thì bà chụp bầu อ๋อตลาဝန်းကျင်လောက်ဒီပထမက10လပိုင်း10ရက်ဟိုချိန်ထားတာပေါ့နော်နောက်က24ရက်နဲ့ကိုပြန်ချိန်ထားတာဒီတလဝန်းကျင်အထိကိုသိရတာအဲ့ဒါ ဒီပြတွေနဲ့အတင်းပေါ်တွေရဲ့ဒီကဏ္ဍကဆိုတော့ဘလောက်ထိအရေးပါခဲ့လဲ ស្វាក់សម្រាប់ក៏មនេះបះដាននេះអាចារ្យហតូនក៏មួយសាច់ទៅទីហកោរសម្រាប់ខោតក៏ទីរាំងសម្រាប់ក៏ទីកាដេណកបំឡរោឆងឡរោ cậu anh đi kho hàng hot rồi nhà hòm cậu bị chai bằng nó bị nó đẹp lên mà nhà hòm kho hot သူ့အတွက်အရေးပါတယ်အကုန်လုံးကောင်းတယ်သူ့အတွက်အကုန်လုံးကိုဝိုင်းဝန်းပံ့ပိုးဖိထားတာပေါ့နော်ဟုတ်ရှင် ဒီနေ့ပွဲစဉ်ဒီပထမချိန်မှာအနိုင်ရရှိသွားတယ်ပေါ့အဲ့တော့ဒီအနိုင်ရရှိသွားတဲ့အရာကနောက်ခုကပွဲမစခင်ကလေးကဒါပထမချိန်မှာအနိုင်ရရှိတယ်လို့ထင်ထားခဲ့တာပါဒါမှမဟုတ်ရင်ကျွန်တော်အခွင့်အရေးရတဲ့ချိန်မှာပဲချက်ကောင်းဝင်ပြီးတော့မှဒါပွဲကိုအဆုံးတက်ခဲ့တာ ခုနလည်းဒီတိုင်းဒီစကားပဲပေါ့နော်ဒီခုနလည်းဆန္ဒကိုဒီစကားပဲမေးထားတာငါကလည်းမေးထားပြီးသားနော်ညီဟောင်းကបំဆန္ဒលែនុកឡាងរ៉ារាំងបឋមអជីក៏ហយ៉ាលហាបងក៏ហយ៉ាវិយ៉ាលបុបណា yeah ទីឆាកេទីអដេដេតោអបេដេកោអណៃបឋមអជី yeah ក៏ទីដេតោអបងក៏ណា yeah ခုနကမေးထားတဲ့အတိုင်းပါပဲရှင်ဟုတ်ကဲ့ခုနကပြန်ကြည့်လိုက်ပါ ဒီပွဲစဉ်အတွက်ဆိုရအနေနဲ့ဘလူအပိုင်းတွေကိုဒါအဓိကပြင်ဆင်ခဲ့တာမျိုးလို့ရှိတယ်ဒီပြန်ဘက်ကိုဥတည်ပြီးတော့ပါတော့ကိုကဘယ်အပိုင်းတွေကိုအဓိကပြင်ဆင်ရမလဲဆိုတာပြီးတော့ဒီအပိုင်းတွေရှိပြည့်တယ် ဟုတ်ကဲ့រាំងពួនអរាំងមនេះក៏ប្រហែលយ៉ាមេនក៏ទីអធិកដែរសម្រាប់ប្រាប្លកហមតុំប្លែប្លេជាឡប្លែប្លេជារាំងគេបេណោកញីក៏របេឡរ cái lăng prit mà ប្លែរាំងបេណោ của hòm còn gì rồi này cái tổ và tổ riêng cái sọt សក់កមកបេសក់កបេ tăng tổ ណៅដល់ ba လက်တီးနဲ့သူကလက်တီးနဲ့ဒီတထောင်နဲ့ကိုအတိကပါ ဟုတ်ကဲ့ပါအဲ့တော့ဒီဆိုရအနေနဲ့ one championship မှာပေါ့နော်သူတက်ခဲ့ဘူးတည်းများပွဲစဉ်တွေထဲမှာအခက်ခဲဆုံးပွဲစဉ်တစ်ပွဲကိုရွေးချယ်ရမယ်ဆိုဘယ်ပွဲစဉ်ဖြစ်မလဲ បាត់ឆាលេបលពោប្រៃសំអត់แล้วก็វ៉ាន់ក៏ទីពោចាត់អត់ក៏ពោឡរោលែក៏មិនត ปวดจัดอดปวดใจกับเบียญี่ปุ่นเบียเมื่อคือมักเล่นกับเราอด បេលើយตูด เรื่องเบียได้ไงเบียม้าเบียญี่ปุ่นมีพวก ជប៉ុនក៏ជប៉ាន เจอญี่ปุ่นเลยญี่ปุ่นเยอะ เรื่องบีเขาได้แปลกในด้านโน้นมันเอาจัดมันอยู่ ជប៉ានနဲ့ထိုးရဲပေါ်ခုနကဗာလဲသူ့နာမည်လို့ဂျူကီကာဇာ จัด အဲ့ကောင်လေးအားတဲ့တအားကိုမြန်တဲ့အတွက်ကြောင့်မို့သူ့တက်ခက်ခဲအရင်ဖြစ်ခဲ့ပါတယ် အဲ့တော့ဒီနောက်လာမယ့်ပွဲစဉ်မှာပေါ့နော်ဘလူဖိုက်တာမျိုးကိုဒါရှင်ပြန်ထူးတက်ခြင်းနဲ့ကိုယ်စိတ်ထဲမှာရှင်ပြန်ထူးတက်ခြင်းနဲ့ဖိုက်တာရှိတယ်ပြောပြပါ មកនៅរងពោមកវែប្លន់មកឡំប្លន់ទីម្នេះបែក៏មកគេតាក់កណេមក อยากตักก็ មកគេតាក់ម្នេះក៏មកគេចាយ สมิงดำนี่เบียเขาจะเราปัดกองมึงรอกันจะ ពោហូប្រេចត់ เยอะ သူပြီးခဲ့တဲ့အခါကရှုံးထားတဲ့စမင်းဒမ်ကိုပေါ့နော်မကြီးပွဲပြန်ထိုးချင်ပါတယ်တဲ့ဒါကအမတို့တိုင်းသားအားလုံးရောထိုင်းကပြိတ္တဆွန်ဒပြိတ္တရောအားလုံးညှော်လေးထားတဲ့ပွဲဖြစ်ပါတယ် ကေမကြည့်ပွဲထူးတက်ခွင့်ရရှိနေဆိုရင်ပေါ့နော်ဘယ်လိုမျိုးပုံစံမျိုးနဲ့ပြန်ဖက်ကိုချင်းကပ်သွားဖို့ရှိတယ်ဘယ်လိုမျိုးဒီ
စိတ်ထဲမှာကျွန်တော်ဘယ်လိုရည်မှန်းထားတယ်ပေါ့နော်ပြန်ဘက်ကအနိုင်ရရှိဖို့အတွက် giờ ra cái tạc nổ cái Dạ. chào po hụp rơi chọt cả đi Dạ. bảo vệ hạ cậu อ๋อ pin là để cho hạ cậu bấm lon này Ờ. vào น้อยบินาเดี๋ยวจะจัดตื่บินาจะจัดงี้เดี๋ยวมองเดี๋ยวจะจัดวงงี้เดี๋ยวแต่ดอบเดี๋ยวมองเดี๋ยวจะจ่ายมองบินาคนจ่ายมันปาดมันแต่งี้เดี๋ยวงี้ตื่เดี๋ยว เดี๋ยวจะจัดบินา hụp bé cả xem bên nam cả bảo lẽ bên nào có cái nghề cấp là không lâu bi thô ta đảo hụp bé cả mình chạy gọi nó จัด ai mà chạy cái chào mũ ai không thì mày lấy tiền nhá mà luôn nên cho ta là mà chạy cú đầu cho ta nữa ai mà lâu bi thô đầu mà chạy được chào mũ thì bé cả ai bé cũng gì vậy bà đấy